ခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာຫນွေဦးတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ ING တို့တွဲဆုံဆွေးနွေးခဲ့ကြပါတယ်တဲ့ဒီတွဲဆုံမှုဟာရိုးရိုးရှင်းရှင်းမဟာမိတ်ဖွဲ့ယုံတတ်ထက်ပိုနက်ဆိုင်တဲ့အတိတ်ပဲရှိနေပြီးအတိတ်ဟာခါးသီးခဲ့တဲ့တင်ငန်းသားတွေကိုပြန်လည်ကူစားဖို့ကြိုးစားတဲ့ခြေလမ်းတစ်ခုဖြစ်လာနိုင်တယ်လို့ယူဆမိတယ်အကောင်းဘက်မှာရှိတယ်အတိတ်ကတင်ငန်းသားနဲ့ဘုံနဂါးဖြစ်စဉ်မေ့ထားလို့မရတဲ့ဖြစ်စဉ်တစ်ခုကတော့စကိုင်းတိုင်းအတွင်းကဘုံနဂါးနဲ့ပတ်သက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒေသခံပြည်သူများစုရဲ့ထောက်ခံမှုကိုရရှိကြတဲ့ခေါင်းဆောင်တစ်ယောက်ဟာအဖွဲ့အစည်းချင်းချင်း COC ကိုကဲမှုစနစ်နဲ့ပတ်သက်တဲ့အငင်းပွားမှုတွေညှိနှိုင်းမှုလွှဲချော်မှုတွေကြောင့်နောက်ဆုံးမှာတော်လိုင်းရေးနယ်မြေကနေဖယ်ခွာပြီးစစ်ကောင်စီတန်းအလင်းဝင်သွားခဲ့ရပါတယ်နော်ဘုံနဂါးဘက်ကဗတ်လိုက်မှုကဲတဲ့စုံစမ်းစစ်ဆေးရေးကိုတရားဝင်တောင်းဆိုခဲ့ပေမဲ့ဟုတ်ပါတယ်လက်နက်နဲ့ဖြည့်ရှင်းဖို့ဖိအားပေးကြတဲ့အကျိုးဆက်ကြောင့်ပလဲနယ်မြေအတွင်းစစ်ကောင်စီတပ်တွေပြန်လည်စိုးမိုးခွင့်ရသွားခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တစ်ချက်မေးချင်တာဘုံနဂါး BNR တွေတက်ကိုနောက်ကနေ UNG လက်အောက်ခံတပ်တွေကထောင်ချီပြီးလိုက်တိုက်တဲ့အချိန်မှာဘုံနဂါးကစစ်ကောင်စီကိုပူးပေါင်းသွားတယ်နောက်ကထက်ချက်မကွာလိုက်တိုက်နေတဲ့ UNG ရဲ့တပ်တွေရှိရသားနဲ့ဘာကြောင့်ဘုံနဂါးအထိုင်စခန်းချတဲ့နေရာမှာစစ်ကောင်စီတပ်တွေဘယ်လိုမျိုးနေရာဝင်ယူသွားကြတယ်လဲခင်ဗျားတို့တွေးမိကြလားခင်ဗျားတို့တွေးမိဖို့လိုတယ်မြင်မိဖို့လိုတယ်လူတယောက်ကိုထက်ချက်မကွာလိုက်ပြီးတော့ဒုံးနဲ့ရိုက်ဓာတ်နဲ့ခုတ်တနက်နဲ့ပြစ်တဲ့ဂိုင်900အတွင်းရှိနေတဲ့အနေအထားမျိုးနောက်ဆုံးပြတမိုင်ပတ်ချလဲအတွင်းရှိနေတဲ့အနေအထားမျိုးမှာစစ်ကောင်စီတပ်ဟာဘယ်နေရာကနေဘလို့ဂျားတွေကနေဝင်ပြီးတော့ဘုံနဂါးရဲ့နေရာမှာတပ်စခန်းချသွားလဲဘုံနဂါး BNR တွေအဖွဲ့ကိုလိုက်တိုက်နေတဲ့UNG တိုက်ရင်တွေဘယ်ရောက်ကုန်တာလဲအဲ့ဒီအဖြေကိုရောခင်ဗျားတို့တွေးမိကြလားစဉ်းစားမိကြလားပြန်မေးဖို့တော့လိုတယ်နော် SRA နဲ့ UNG တက်လို့ရဲ့ခြေလမ်းတင်များအခု SRA အဖွဲ့ဝင်19ဖွဲ့ပါဝင်သောတပ်ပေါင်းစုနဲ့ UNG တို့ရဲ့ဆွေးနွေးပွဲမှာအောက်ပါအချက်တွေကိုသဘောတူညီမှုရခဲ့တယ်လို့သိရပါတယ်တစ် UNG အနေနဲ့ SRA ကိုဒိုင်းလူညီလူမဟာမိတ်အဖြစ်အတိအမှတ်ပြုဆက်ဆံရေးနှစ်မိဖက်အဖွဲ့အစည်းတွေကြားပြိပခါဖြစ်လာရင်လက်နက်နဲ့မဟုတ်ပဲငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးမဲ့နည်းနဲ့ဖြည့်ရှင်းဖို့ဂတိကဝတ်ပြုခြင်းဓမ္မ3 COC အောက်မဝင်သေးတဲ့အဖွဲ့တွေအပေါ် UNG ရဲ့သဘောထားကိုရှင်းလင်းအောင်ဆွေးနွေးနိုင်ခဲ့ခြင်းစသည်များဖြစ်ပါတယ်တဲ့ NLD နဲ့2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ထုတ်ပြန်ချက်ကိုသုံးသပ်ခြင်းဒီထုတ်ပြန်ချက်နဲ့အနှစ်သာရကိုတေချာကြည့်ရင်စစ်တပ်နဲ့တွဲဆုံဆွေးနွေးရေးလမ်းကြောင်းကိုဥတီနေတယ်လို့ယူဆနိုင်တဲ့အချက်တွေပါဝင်နေတာတွေ့ရပါတယ်အထူးသဖြင့်အပိုင်လေးရဲ့ဖော်ပြချက်အရမြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းရမှာဒေါ်အောင်ဆန်းစုကြည်နဲ့တွဲဆုံဆွေးနွေးမှုမပါဝင်ပဲပြည်လေရေးလမ်းစရရှိမှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းဖော်ပြထားပါတယ်နော်ဒါဟာပြဿနာကိုလက်နက်နဲ့အပြတ်တိုက်တာတဲ့နိုင်ငံရေးစပွဲဝိုင်းကနေတဆင့်ဖြည့်ရှင်းခြင်းတဲ့သဘောထားမျိုးတက်ရောက်နေတယ်လို့ယူဆမိပါတယ်ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေးအတွက်စီမံချက်များရေးဆွဲဆောင်ရွက်မယ်လို့လည်းဆိုထားပါသေးတယ်တဲ့ဒါဟာတွဲဆုံဆွေးနွေးမှုတွေဖြစ်လာတဲ့အတွက်အခြေခံအကြဆုံးတောင်းဆိုချက်တစ်ခုအနေနဲ့တင်ပြလိုက်တာမျိုးဖြစ်နိုင်ပါတယ်တဲ့ရှစ်ဆက်ရမယ့်တော်လိုင်းရေးခီးစဉ်ဘုံနဂါးဖြစ်စဉ်ကြောင့်နောင်လာမယ့်တော်လိုင်းရေးတပ်ဖွဲ့တွေအတွက်အမှားထပ်မဖြစ်စေဖို့လမ်းပြပေးခဲ့တဲ့သတိမှုတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်တဲ့အခု SRA နဲ့ NUG ရဲ့ပေါင်းစည်းမှုဟာအဲ့ဒီအမှားကိုပြင်ဆင်တဲ့လက်တွေ့ကျတဲ့ပုံစံတစ်ခုဖြစ်လာနိုင်ရရှိပါတယ်တစ်ဖက်မှာလည်း LNDR စစ်တပ်နဲ့တွဲဆုံဆွေးနွေးအစဉ်ပြေသေးဖို့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးစ조사နေတာကိုတွေ့ရပါတယ်ခင်ဗျားတို့ပြည်သူတွေမြင်မိကြလားနိုင်ငံရေးဆိုတာလက်နက်နဲ့တိုက်ရုံနေရင်တော့ပြီးပဲအပြန်အလှန်နားလည်မှုယုံကြည်မှုတိစောက်မှုနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကသာတော်လန်ရေးကိုအောင်ပန်းဆင်စေမှာဖြစ်ပါတယ်တဲ့အခုလို SRA NUG ရဲ့စီရေးအချိန်နဲ့ NLD ရဲ့နိုင်ငံရေးအရာဆွေးနွေးမှုရည်တည်ချက်တွေကိုဟန်ချက်ညီပေါင်းဆက်နိုင်ပြီးအခြားသော COC အပြင်ပကအင်အားစုတွေနဲ့ပါမဟာမိတ်အဖြစ်ဆွေးနွေးညှိနှိုင်းနိုင်မယ်ဆိုရင်တဲ့ပြည်သူချင်းတပ်ဖြတ်မှုတွေတော်လန်ရေးဘတ်တူသားအချင်းချင်းတိုက်ခိုက်မှုတွေတွေးကြွေးတွေအာဃာတတွေကင်းစင်ပြီးညီညွတ်သောအင်အားစုတရက်အနေနဲ့ပြည်သူနစ်နာမှုရှော့ချရေးအစီအစဉ်ဟာအောင်မြင်လာမှာမလွဲမသွေရှိတာမိတယ်လို့ယူဆမိပါတယ်တဲ့ထုံးစံတိုင်းပဲဖြိုးဝေအောင်ပညာရေးသုံးသက်ချက်တွေကောင်းတယ်စပွဲဝိုင်းကိုဘယ်လိုဘယ်ပုံနဲ့သွားမလဲစပွဲဝိုင်းကိုသွားမဲ့အချိန်ခါမျိုးမှာ9နှစ်အတွင်းမှာပြည်သူဗန္နာငွေတည်ဆုံးသွားတဲ့အသက်တွေချီပြက်လက်ပြက်ဖြစ်သွားတဲ့အရာတွေစီရီယန်တွေအခြားအကြောင်းအရာသောမြန်မာနိုင်ငံအတွင်းမှာအိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူလူထုအတွက်အရင်တုန်းကကြွေးကြော်ခဲ့တဲ့စစ်အနိုင်တိုက်မယ်ဆိုတဲ့စကားတွေနဲ့ခင်ဗျားတို့ဘယ်လိုတွေပြန်ပြီးရှင်းပါလဲလို့UNGကိုမေးချင်ပါတယ်နောက်ထပ်ဒီ SRA နဲ့ပတ်သက်ပြီးတော့ဘုံနဂါးနဲ့မောင်ဆောင်ကားနဲ့ပြောထားတဲ့အတန်ဖိုင်တွေကျွန်တော်ကိုပို့လာပါတယ်ပို့လာတဲ့အတွက်ကျွန်တော်ကလည်းပြည်သူသိအောင်ချပြပေးဖို့ရှိပါတယ်နားထောင်ကြည့်
ပြီးသားပဲအခုတပေါင်းစုလောက်ကြတယ်တဲ့ပြောမှဆိုရင်တော့ရိုးရွံ့သွားတဲ့အခြေအနေတစ်ခုမှာအားသေးဖို့အချင်းချင်းပြည့်ပြီးလက်ဆက်ကြတာပဲရှိတယ်အဲ့ဒီမှာမူပါရှိလဲမေးတော့တဲ့တယ်ပဲဘာမှမရှိဘူးကျွန်တော်မေးတယ်လုပ်ငန်းစဉ်မှာလည်းဘာလုပ်ငန်းစဉ်တွေရှိမလဲဆိုတော့လေဘာမှမေးရတယ်ဦးလက်တလောတော့ကျွန်တော်မျောလင်းချက်ကြီးကြီးမားမားမရှိပါဘူးလောလောဆယ်တော့စုဖွဲ့ထားတဲ့အနေထားလောက်ပါပဲဆိုတာမျိုးသူတို့တွေကဒါအကြီးကဲကိုယ်တိုင်ပြောတယ်ကျွန်တော်တို့ဒီအလွတ်သဘောဆွေးနွေးတဲ့အချိန်မှာရောပေါ့အဲ့ဒီမှာအစာရေးနဲ့ပတ်သက်လို့ကျွန်တော်တွေ့ဆုံးဆွေးနွေးမှုပေါ့အစာရေးအကြီးကဲတွေ BNI ကိုမဖြစ်မနေပါအကြောင်းဒါလာပြီးတော့အကြီးကဲတွေပေါ့နော်အကြီးကဲဆိုတာတပ်ဖွဲ့အဲ့ဒီမှာပါတဲ့တပ်ဖွဲ့ဝင်အနေနဲ့အကြီးကဲတွေပေါ့ BNI ကိုလည်းပါသေးခြင်းနဲ့အကြောင်းကိုကျွန်တော်တို့ဗီဒီယိုလေးလုပ်ပြီးဆွေးနွေးကြတဲ့နေ့မှာကိုဆောင်ခါက SRA နဲ့ပတ်သက်ပြီးမိတ်ဆက်တယ်မိတ်ဆက်တဲ့အချိန်မှာ NUG ကရှင်းရှင်းပြောရင်ပြက်ပြီဗျာသူပြောတာနော် NUG ကအစမပြေတော့ဘူးသူရဲ့လင်ငယ်ရေးစီလုပ်ငန်းစဉ်လည်းမဟုတ်တော့ဘူးပေါ့အဲ့တော့ကျွန်တော်တို့က SRA ကိုဖွဲ့ရတယ်ပေါ့ဗျာလူရင်းပြောရင်အဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တဲ့တယ်ပဲပြောလိုက်တယ်အေးစစ်တော့အေးစစ်ပါကိုဆောင်ခါလို့ကိုဆောင်ခါ NUG နဲ့ပတ်သက်တဲ့ဒီစကားတွေကိုဒီနေ့မှပြောတာမဟုတ်ဘူးနော်လို့ကိုဆောင်ခါမှတ်မိမှာလို့ကျွန်တော်တို့ BNI ဆိုပြီးတော့ကျညာပြီးတဲ့အဲ့ဒီကျညာတဲ့ချိန်ပတ်ဝန်းကျင်တွေမှာကိုဆောင်ရဲ့ကျွန်တော်ရဲ့ YDF ကိုမြတ်သူရဲ့ BNI YDF ဆိုပြီးတော့ညီနောင်သုံးပေါ်ဖွဲ့မယ်ဆိုပြီးကျွန်တော်တို့ group လုပ်ကြတယ်အဲ့ဒီ group ထဲမှာလည်း NUG နဲ့ပတ်သက်လို့ဒီကနေ့ကိုဆောင်ပြောတဲ့စကားတွေအဲ့ဒီမှာလည်းကိုဆောင်ပြောခဲ့တာလို့ပြောပြီးတော့ NUG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတယ်ဗျာလို့NUG ရဲ့လာတယ်ရှင်းပြောရင်များတော့အရက်လို့ပြောမယ်ဆိုကျွန်တော်တို့အတင်းပြောကြတယ်ပေါ့လို့ NUG နဲ့ပတ်သက်ပြီးအတင်းပြောကြတယ်ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေနဲ့ပြောင်းကြကြကိုပြောတာနော်တတိရှိရှိကိုထုတ်ပြောတာဘာကြောင့်လဲသူပုဂ္ဂိုလ်ရေးကြောင့်လားသူမကျင်တတ်တာလားကျွန်တော်တို့ခင်ဗျားတို့ပြည်သူတွေကနားလည်ဖို့လိုတယ်တော်လိုင်းအောင်ခြင်းနဲ့ဒီလူတော်လိုင်းအောင်ခြင်းနဲ့အတွက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဆိုတော့သူခဏထွက်ပြောတာအကြောင်းပဲပြောတာမဟုတ်ဘူးဘယ်လိုသွားမယ်ဆိုတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းအဲ့ဒီမှာပုံမှန်လည်းဆွေးနွေးကြတယ်ဆွေးနွေးပြီးတဲ့အချိန်မှာကိုဆောင်ကပေါ်မလာတော့ဘူးအဲ့ဒီ group ထဲမှာဆွေးနွေးလို့လည်းစုံရောကိုဆောင်ကပေါ်မလာတော့ဘူးမေးတော့လည်းမအားလို့နောက်တော့ကိုကြီးမွန်ပကုံးကြီးဖတ်ထွက်လာတော့ကျွန်တော်ကအသေးကွဲပြီးပေါ့ဗျာအဲ့ဒီအချိန်မှာ NUG ကလည်းကျွန်တော်တို့အရင်တက်ပို့ပြီးထိုးနေလာနောက်တော့ဒီနေရာလေးမှာတစ်ချက်စဉ်းစားကြည့်ရအောင်ငါတို့ညီနောင်သုံးပေါ်ဖွဲ့ပြီးတော့အာနာရှင်ကိုတိုက်ထုတ်မယ် NUG ရဲ့လုပ်ရက်တွေကမှားတယ်ဆိုတာကိုဆောင်ကကိုယ်တိုင်လည်းပြောခဲ့တယ်ဒါပေမဲ့သူကိုယ်တိုင်လည်းပြောတယ်ရှစ်ဆက်မဲ့အရေးမှာရှစ်ဆက်ဖို့မလုပ်ဖဲနဲ့မောင်ဆောင်ကပြန်ပြီးပြေးပြီးတော့ NUG ရဲ့ဘောကိုမလိုက်တဲ့ပုံစံဖြစ်မနေဘူးလားဒါကိုဘုံနဂါကကြေကွဲတာဘာကြောင့်ဒီလိုအယောင်ပြောင်းတယ်လဲဆိုတာကိုသူပြောချင်တာကိုဆောင်ကဘာဖြစ်လို့ကျွန်တော်တို့ဒီဟာကိုမလုပ်တာလဲဆိုတာကျွန်တော်ပြီးတော့လဲကိုဆောင်ကကိုယ်တိုင်ပဲ BNI က NUG နဲ့အဆင်မပြေလို့ကျွန်တော်တို့လက်တွဲလုပ်လို့မရဘူးလို့ကိုဆောင်ကပြောတာအစကတည်းကအဆင်မပြေတာလေဗျာအစကတည်းကအဆင်မပြေလို့မှဒီကျွန်တော်တို့ကညီနောင်သုံးပေါ်ဖွဲ့ဖို့လုပ်ကြတာလို့အဲ့လိုပြောတော့ကျွန်တော်ဘိုးအသေးကွဲတာပေါ့လို့ဒါပေမဲ့ကျွန်တော်အသေးနှစ်ချိန်ကွဲဦးတယ်လို့အချိန်ကကိုစိုးဝန်းဆွေနေလို့ NUG ကအဲ့ဒီလိုပဲအဆင်မပြေလို့ကျွန်တော်တို့စီးရေးနိုင်ငံရေး platform တစ်ခုညာသားတွေပါနိုင်အောင်လုပ်ကြမယ်ဆိုပြီးတော့ကျွန်တော်နဲ့တွေ့တယ်နှစ်ယောက်သားဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီးတော့ကောင်းတယ်စဖော်မယ်ဆိုပြီး2022ရဲ့4လပိုင်းမှာကျွန်တော်ဆုံးဖြတ်ချပြီးတော့လုပ်ကြတယ်လူရင်းပြောရရင်စုမိလာတဲ့အခါကျတော့ကိုစိုးဝင်းဆွေကိုယ်တိုင်ပဲပြောတာပဲလို့ကိုနဂါက NUG နဲ့စင်မပြေတော့じゃနည်းနည်းလေးငုတ်ပေးနေပါအောင်လို့ပြောတော့ကျွန်တော် group တွေကနေရှောင်နေရတယ်လို့ group တွေကနေကိုစိုးဝင်းဆွေကိုယ်တိုင်ပဲ group တွေကနေပြီးတော့ထုတ်လိုက်တာလို့ဒါပေမဲ့ပြောပြီးထုတ်တာပါအဲ့ဒီမှာရတယ်ကျွန်တော်ကရိုးရိုးသားသားပဲလက်ခံတယ်စကိုင်းဘူတံပထမအစည်းအဝေးမှာအတွန်းတိုက်များလာတော့လဲကျွန်တော် public မှာ interview ရောပေါ့ live ရောတက်ပြီးတော့ရင်ဆိုင်နဲ့ပြင်ရှင်းနေတာလိုအပ်တဲ့အကြောင်းနောက်တော့တော်တော်လေးအောင်မြင်လာတော့ဒုတိယအချိန်ကျတော့လုံးဝကျွန်တော်စီးဝေးလောက်တာကိုတောင်မှ9ယောက်ဒါမှအကြီးဆုံး4-5ယောက်ကိုကြည့်လိုက်တော့ကျွန်တော်ကိုတိုက်ခိုက်နေတဲ့ကောင်တွေတောင်ပါတာပဲအဲ့ဒီကလေးကျွန်တော်တော်ပေါ်ပေါက်ပြီးအပြင်မှာဘာတွေပဲပြောနေစကိုင်းဘူတံက NUG ရဲ့လက်တံဆိုတာကျွန်တော်သဘောပေါက်သွားတယ်အဲ့လိုရင်ပြောရင်ကျွန်တော်စစ်တပ်ဘာပြောကျွန်တော်ဂီးမဆိုင်ဘူးဗျာ NUG လည်းကျွန်တော်ကောင်းနေမရှိဘူးဒါပေမဲ့ဒေါ်လာရင်းညီကိုတွေကြာရင်ကျွန်တော်ချစ်ကန်တယ်လေးထားတယ်ခါဒီလက်ချစ်တယ်လို့အဲ့ထဲမှာကျွန်တော်အချစ်ရဆုံးလူတွေထဲမှာအချစ်ရဆုံးဆိုတာတွေ့ပြီးစကားပြောတဲ့အချိန်မှာ
စိတ်သက်တွေခံယူချက်တွေပြောဆိုမှုတွေကျွန်တော်မြင်ရသလောက်နဲ့ကျွန်တော်ချစ်မိခဲ့တာပေါ့ဗျာအဲ့ဒီမှာကိုစိုးဝင်းဆွေပါတယ်ကိုဆောင်ကပါတယ်အဲ့ဒီနှစ်ယောက်ကပြီးတော့ကျွန်တော်ကိုဒီလိုမျိုး NUG နဲ့အဆင်မပြေလို့ဆိုပြီးတော့ပေါ်တင်ဒီလိုမျိုးလုပ်သွားတာကျွန်တော်အသေးနှစ်ချိန်ကွဲဘူးတော့ဒီနောက်မှာကျွန်တော်လူပြိုကြီးနေတော့တာလို့ ဟာသာတောင်ပြောပါသေးတယ်အာနာရှင်စနစ်ကြာရှုံးရေးအတွက် NUG နဲ့အစင်မပြေတဲ့ဘုံနဂါးကမောင်ဆောင်ခါတို့ကိုစိုးဝင်းတွေစကိုင်းဖိုရန်လူတွေနဲ့ချိတ်ဆက်မိတဲ့အချိန်မှာ NUG ရဲ့အလိုကျဟိုဘက်ကိုနှစ်ယောက်ကပါသွားတဲ့အတွက်ဘုံနဂါးအသေးကွဲသွားတယ်ဘဒူဒီကဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတယ်လို့ဘိုက်ကြီးပြီးကြံခဲ့မလဲဆိုတော့ဆန္ဒထောင်ကြီးအဲ့ဒါဒါပေမဲ့ခုဒီမှာကျွန်တော်တို့ဟို SIA မှာပါခြင်းနဲ့SIA ပေါ်လာတာကိုလည်းသဘောကျတယ်ဒီတပ်ပေါင်းစုရှိရမယ်ဆိုပြီးတော့ကျွန်တော်2022ကတည်းကပြောခဲ့တာကျွန်တော်ကိုယ်တိုင်လည်းဒါစူးစမ်းခဲ့တယ်လုပ်ခဲ့တယ်နော်ဦးဆောင်ကားတို့ကိုယ်တိုင်လည်းအသိပဲဒါပေမဲ့ကျွန်တော်တို့မအောင်မြင်ခဲ့ဘူးအခုအောင်မြင်အောင်လုပ်ကြမယ်ဆိုလို့ရှိရင် NUG နဲ့ပတ်သက်လို့ဒီလိုမြင်တယ်ဒီတပ်ပေါင်းစုကိုဒီလိုမှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ကျွန်တော်ကသဘောကျတယ်လို့လောလောဆယ်တော့ကျွန်တော်မပါချင်သေးဘူးလို့မပါချင်သေးဘူးဆိုတာကျွန်တော်မှာတက်လုပ်ငန်းစဉ်ရယ်ဒေတာတွန်းလုပ်ငန်းစဉ်ရယ်အဲ့လုပ်ငန်းစဉ်တစ်ခုကမပြတ်သေးဘူးတက်တွန်းလုပ်ငန်းစဉ်နဲ့ဒေတာတွန်းလုပ်ငန်းစဉ်ကိုခုရပိုင်းမှာလုပ်နေတဲ့ဘုံမှန်တိစောင့်နေတဲ့အပိုင်းရှိတယ်အဲ့ဒီနှစ်ခုပြတ်သွားပြီ3လလောက်တော့အချိန်ယူရမယ်ထင်တယ်လို့ဒေတာလုပ်ငန်းစဉ်နဲ့တက်လုပ်ငန်းစဉ်အဲ့ဒီနှစ်ခုပြတ်သွားပြီဆိုရင် SIA မှာလည်းခုနပြောလို့ကျွန်တော်တို့ပါလာလို့NUG ကလက်မခံနိုင်ဘူး NUG လက်မခံနိုင်လို့ကျွန်တော်တို့အဆင်မပြေဘူးဆိုတဲ့အနေအထားမျိုးမရှိတော့ဘူးဆိုတဲ့အခြေအနေကြရင်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ဖို့ဖြစ်လာနိုင်ပါတယ်လို့ဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုရင်တဲ့တယ်ပြောတာနော်လို့ကျွန်တော်တို့ရှေ့မှာကြုံနေဘူးလို့ခဲမှန်မှုတဲ့စာလို့ပဲအစတော့ NUG အဆင်မပြေလို့ဆိုပြီးတော့ကျွန်တော်တို့ခေါ်သုံးနေပြီးတော့NUG နဲ့ကျွန်တော်တို့နဲ့အဆင်မပြေလို့ဆိုပြီးကျွန်တော်တို့ကိုဖယ်ထုတ်တယ်လို့ SIA မှာအဲ့လိုမျိုးဖြစ်လောက်တော့ဘူး NUG ရဲ့အတွန်းတိုက်ကိုခံနိုင်ပြီဆိုတာသိကြရင်အဲ့ဒီကြတော့ကျွန်တော်တို့လည်းလုပ်ငန်းစဉ်ပြတ်တဲ့အချိန်တွေကျွန်တော်တို့တရားတဲ့ဖြစ်ဖို့ရှိပါတယ်လို့ပြီးတော့ခုကြားထဲမှာလဲပူပေါင်းဆောင်ရွက်မယ်ဆိုတာတဲ့ကိုကျွန်တော်ပြောလိုက်တယ် SIA ကဘာတာဝန်ပေးပြီတာဝန်ပေးတယ်ဆိုတဲ့စကားလုံးကိုသုံးလိုက်တာကျွန်တော်တို့ area ကျွန်တော်တို့အင်အားနဲ့ကျွန်တော်တို့လက်လန်းမီသလောက်လုံနိုင်မဲ့တာဝန်ရှိကျွန်တော်တို့ကိုပေးပါကျွန်တော်တို့ခံယူမယ်တွန်းလုံးစူးစမ်းပေးပါမယ်ဆိုတဲ့စကားပြောလိုက်တယ်ဒါက SRA အဖွဲ့စဖွဲ့တဲ့အချိန်တုန်းကမောင်ဆောင်ကနဲ့ဘုံနဂါရဲ့မောင်ဆောင်ကအပေါ်မှာဘုံနဂါထားတဲ့သဘောထား SRA အဖွဲ့ကြီးမှာထားတဲ့သဘောထားကျွန်တော်အမြင်ကတော့ SRA ဆိုတဲ့ local အဖွဲ့အစည်းဟာ local တွေကိုမကြိုက်တဲ့ NUG ကနေတစ်ဖက်လက်နဲ့ဖွဲ့ထားတဲ့အဖွဲ့အစည်းလိုပဲထင်တယ်။ဘာကြောင့်လဲဆိုတော့ဘုံနဂါအခုလိုပြဿနာတွေဖြစ်သွားပြီးနောက်ပိုင်းမှာ SRA နဲ့ NUG ဟာမဟာမိတ်ပြုတ်လိုက်တယ်ဆိုတဲ့သဘောတရားကတော့ခင်ဗျားတို့စဉ်းစားတွေးခေါ်နိုင်တယ်ဆိုရင်ရိုးရိုးလေးပဲတွေးလို့ရပါတယ်။ဘာကြောင့်ဒီလိုကြောင့်ဖြစ်လာတာလဲ။ဘုံနဂါကိုဘာကြောင့်ရှင်းထုတ်တာလဲဆိုတဲ့အဖြစ်ထွက်လာတယ်။ဘုံနဂါဖန်တွေပဲဖြစ်ဖြစ်ဘယ်ဖန်ပဲဖြစ်ဖြစ်အာနာရှင်စနစ်ကြာရှုံးအောင်တိုက်ရမယ့်နေရာမှာဘာကြောင့်ဒီလိုအမုန်းတရားတွေနဲ့ဖြစ်တယ်ဆိုတာတော့ကျွန်တော်ကတော့တဦးတယောက်တည်းအမြင်တော့မြင်တယ်ခင်ဗျားတို့ပြည်သူတွေရဲ့အမြင်ကဘာအမြင်လဲဟုတ်ပြီဒီလိုအသာဖိုင်နဲ့ထုတ်ပြီးတော့ပြောနေတာက NUG ကိုပြိုလဲစေချင်လားပျက်စီးစေချင်လားဆိုတော့မဟုတ်ပါဘူးပြင်စေချင်တဲ့အရာနဲ့ပြင်ထားရမယ့်အချိန်နဲ့ရန်သူပဲဖြစ်နေပါစေကိုနဲ့တသားတည်းဖြစ်အောင်လုပ်ပြီးတော့အာနာရှင်ကိုတိုက်ထုတ်လို့ရတဲ့နီးကို NUG ဟာမသုံးဘဲနဲ့ငါဇွဲတရားကိုသုံးလိုက်တဲ့အရာတွေကြောင့်ဒီပြဿနာတွေထွက်လာတယ်လို့ကျွန်တော်ကတော့မြင်တယ်ခင်ဗျားတို့ပြည်သူတွေကတော့ဘလို့မြင်လဲတော့ကျွန်တော်လည်းမသိဘူးတွေးကြည့်ကြပါ